ကဲအခုဆိုရင်တော့ social media ပေါ်မှာမီလီယံနဲ့ချီပြီးပေါက်ခဲ့တဲ့ပလုံတယ်မသားဆိုတဲ့ဇက်ကလေးဟာပရိသတ်ကြီးရှိရောက်ရှိလို့လာပါတယ်ကဲဇလန်လေးအစတော့ကျမနာမည်ကမေချမ်းသာမေချမ်းသာဆိုလို့တတိမကြီးလိုမထင်ပါနဲ့ကျမနာမည်ပဲချမ်းသာဘဝကတော့တနေ့လို့တနေ့စားတဲ့ပလုံတယ်မဘဝပေါ့အခုကျမဘေးမှာတွေ့ရတဲ့ကလေးလေးကတော့ကျမမေချမ်းသာပလုံတယ်မရဲ့ကော်ခွတ်တီဘူးဘူးတွေကောက်တဲ့ပလုံတယ်မရဲ့သားဆိုပြီးအထင်မသေးနဲ့နော်ကျမသားကိုရင်ကျောင်းသားကြီးရှင်ခေါ်ရီကပလုံတယ်မကြီးအရန်ကြည့်ရတဲ့ကျမရဲ့အသက်ချမ်းပေါ်ကျမတို့မိသားစုနှစ်ယောက်ရဲ့ဘဝဘလုံကောက်စားနေရပါမယ်အရန်ကိုပြောစရာကောင်းတယ်ဒါပေမဲ့လေကျမတို့ရဲ့ပြောစရာကောင်းတဲ့ဘဝလေးကိုပကာသနာတွေကွန်ထရက်တွေကအယောင်လာဆိုးပါတော့တယ်အဲ့စားပြီလားဆိုင်ဘောမေးရဲ့အဲ့ဆိုရင်ဒီစားအောင်နော်ဟုတ်ပြီမေစုံစားလို့ရမယ်စုံစားတဲ့ဒီနေ့စားနော်ဟုတ်ကဲ့မေးခေအခုလေးကစုံစားလေးချောင်းလို့ပါမိသားစုစားကြည့်စားအောင်နော်ဒီဘလုံကောက်တဲ့အလုပ်မိသားစုမလုပ်အောင်ဘလုံကောက်တဲ့အလုပ်နဲ့စားအသမုန်းချမပြအောင်နော်ဒါဟုတ်ကဲ့ပါမေးရဲ့မိသားစုကပညာတတ်ဘွဲ့ရည်ဖြစ်ရမယ်ပြီးတော့စာကြိုးစားရမယ်မလုပ်တဲ့ဘလုံကောက်တဲ့လုပ်ကိုမလုပ်ရဘူးအိမ်မှာပဲနေရမယ်စာကြည့်ရမယ်ဆောင်းမဝင်နေရမိသားစုတို့မှလားဟုတ်ကဲ့ဒါအလုပ်တော်ရတယ်ဒီလိုကောင်းတဲ့ဟာတွေဆိုတော့မိသားစုမိသားစုကအကုန်လုံးဖိတ်ဆက်တော့မေးဒါစာလေးကြိုးစားမယ်ဘွဲရတင်တဲ့လေးပြောင်းလဲလုပ်မယ်ဒီနေ့ဆောင်းမိုးရလေအောင်ကျင်းရမယ်မေးနော်ဒီစိတ်ချအမေတောင်းအောင်နေမေးရဲ့ဘယ်ရတဲ့ကြောက်အောင်လေအလဲကျမတောင်းဆောင်မအောင်နဲ့သိလားဘာသာမလေးအလဲဒီကကျမအလုံးမသိတော့ဘူးကျမတောင်းဆောင်မအောင်တော့ဘုန်းကပဲကျွေးလာအောင်ပဲဟာလေအမေပြောတာမအေးရဲ့ဒါလေးဆောင်မအောင်နဲ့ဒါဆောင်မအောင်နဲ့အင်းမနဲ့လေးမင်းဘယ်လိုလုပ်ပါ့ရေတို့အထက်မှာမ
မျိုးဘောလုံးထားပြီနော် ဟာအမေရဲ့ဘောလန်ဆောင်ထားရဆိုတော့ပတ်စံအများကြီးကုန်ပါဗောအမတက်ချင်ပါဘူး မတက်ချင်မရအောင်သားအမေသားလေးတက်ဖို့တက်ရမယ်အဲ့တော့မမေသားပညာတတ်ဖြစ်မှာလေမိသားလေးကအိမ်မရေးကြရင်ရှိတယ်စားလဲကျူးစားတယ်မိဘကလည်းသိတတ်တယ်ပြီးတော့လေမိဘလေးကိုလေမိသားလေးနှာခေါင်းနဲ့နဲ့တရားဓာတ်တက်တယ်ဒီလိုပေးထားတာအဲ့ဒါကြောင့်မိသားလေးရထားရင်တော့မင်းနဲ့ပေးထားတယ်အဲ့ဒါစကြစားမယ်နော် အဲ့ဒါလည်းပြီးရောအမေရဲ့ဒါစာကြိုးစားမယ်နော် လေတို့ရေတို့အထက်မှာမဟာပထဝီမြေကြီးမကပါမြတ်တာအရာအတိုင်းစားပမာနာနိုင်တရားမရှိအောင်ကြီးမာလာပေတာမိဘတွေမှာမရှိရင်ရှာပေးရှိပြန်တော့ညာကကြွေတာဦးကလေးဘဝမှာစားအရွယ်ရောက်ယနေ့တိုင်းနာအမေကျေးဇူးတွေဆက်ခွင့်ပေးကြမှာဆိုင်ရသဘောအလားပြန်လာတလဲစီတောင်းဝန်ချေမရမီအမေယာအမေကျေးဇူးတွေဆက်ခွင့်ပေးကြမှာလေတို့ရေတို့အထက်မှာမဟာပထဝီမြေကြီးမကပါမြတ်တာယာအတိုင်းစားပမာနာနိုင်တရားမရှိအောင်ကြီးမာလာပေတာဒီပါဒီမှာ မိသားလေးကိုဘောလုံးထောက်အတွက်ဒီပတ်သက်စီပြည့်သွားပြီ တကယ်လားအမေရဲ့ မိသားမမေ့ကြအောင်တော့ကြည့်ပြီနော်တားလိုက်ကြအောင်တော့ကြည့်အောင်လုပ်ပြီနော် ဟုတ်ကဲ့စိတ်ချပါဒါဒီနေ့ဆင်ရအောင်လေနှစ်ချင်းပေါအောင်ပြရမယ်ပြီးတော့ဂုံကြီးလည်းအနည်းဆုံး3ခုပါကြမယ်ပြီးလက်ကလေးလေး ကျော်လိုက်တာတားရဲ့ကဲမမေ့ခဏနေလို့ရှိရင်ဘောလုံးနဲ့ပြီးမယ်လက်ပါကမတက်ဆိုရင်တာဘောလုံးဆောင်တက်လို့ရပြီဘောလုံးဆောင်တက်လို့ရှိရင်တာဆောင်တယ်ပြီးကြော်ရေးပါအကုန်လုံးထည့်ပြီးလိုက်မယ်နော်တားနော် ဟုတ်ကဲ့ပြီ သားဖြစ်သူဘော်ရာဆောင်တို့ရောက်ပြီးတိတ်မကြခင်ပါပဲမအေးအပေါ်မှာသားဖြစ်သူဟာသွေးအေးယုံရှာလာပါတော့တယ် ပြေးပါကွာဟဲ့ငွေချင်းကွာနေဘူးထဲမှာဒိုးကြီးတယောက်ခလုံးကောင်းတယ်တနာစရာကွာ ဟုတ်တယ်တနာပါနော် ဘာလို့တော့ ဟဲ့ဒီပေါင်းကွာ ဒီတော့ချွေးနေကွာရပတ်စုပြနန်းစော်နေဟောင်းတော့တယ်ကွာကိုလန်းကိုတော့ လုံးပါလေမင်းလည်းကွာတနာစရာပါကွာ 啊，到没了，去的话，连烧呢，别说你别的，到没有？ တားလေးတားလေး အာဘာလာလဲဗျာခင်ဗျားရဲ့လက်ကညစ်ပတ်နေရမယ်ဆိုကြရီတော့မလားဘာလို့ရှောင်းနေမလဲဒီဖိုင်ယူနေလား
စေတနာအမေပေးခဲ့တဲ့မဟာကရုဏာဓမ္မကြီးနဲ့နိုင်ရှင်ရင်လေအမေကသာတာရဲ့အသက်နှလုံးမှာအမြဲတမ်းအမေပုံရိပ်တွေပြမခွဲသရံလူချီပါရစေအမေယာဒီကမမလို့ရစေနဲ့နောင်နာဖြာဖြာကျွန်တော်မရမရစေနဲ့ချစ်ရတဲ့ဒီအမေလေးကျေးဇူးဆက်ခွင့်ပေးစမ်းပါအမေကျေးဇူးတွေဆက်ခွင့်ပေးစမ်းပါ တာမေကိုဘာလို့အမေလို့ခေါ်တာတန်းလို့ထမခေါ်ကြနာတီးလို့ဘာလို့ရွှေစရာကြီးလို့ပြောရလဲတာ အမေတာကူရောက်နေပေါ်လာတော့မှတထေးသားတွေရွေးပြပြီးတော့သူတို့မိဘတွေရတယ်တတရဲနဲ့ချမ်းသာတဲ့သူတွေကြီးပဲတာကြတော့လမ်းဘေးမှာပလုံကောက်ထားနေပလုံတယ်မရဲ့သားတွေဗျာတာဒီလိုလူတွေကြားထဲမှာဘလို့လုံးမျက်နှာပြရဲမှာလဲဗျပြီးတော့အမေကတာတို့တငယ်ချင်းတွေအတိုင်းဝိုင်းထဲမှာလုံးဝလူရမဝင်ဘူးဗျ တာလည်းမပြောနဲ့နေတာရဲ့မင်းသားလည်းအဲ့လိုပြောရင်တာလည်းငြင်းကြည့်နေမှာပေါ့လေရဲ့ ကြီးဗျာလူတွေကြားထဲမှာပလုံတယ်မသားလို့ပြောခံပါလေအချက်ဝဲခံမှာအရင်ဗျငရဲကြီးလည်းမတတ်နိုင်ဘူးဗျာ တာလည်းအဲ့လိုမပြောနဲ့တော့အမေတော့မှမနိုင်ရဲ့ချက်မှလည်းမပြောနဲ့တော့အမေသားလေးငြင်းကြည့်နေမယ်ဟိုမမေလေးဟိုဒါဆိုရင်မမေဟိုစင်နေပါမယ်တော့တာနော်မမေစင်နေပါမယ်တာရဲ့နော် အဲ့ဆိုလည်းပြီးရောဗျာအမေကကျွန်တော်ဆောင်တော့မလာနဲ့တော့ပြီးတော့အစားအသောက်တွေလည်းလာမဖို့နဲ့တော့ကျွန်တော်အမေနဲ့တားပြီဆိုတာသိသွားရင်ထက်ချက်ပွဲလိုက်ပြီဗျာတားတော့30မရှိတော့ပတ်စံပေး ပထဝီမြေကြီးမခါပါမြတ်တာအရာအတိုင်းစားပါမနာနိုင်တရားမရှိအောင်ကြီးမနာဝေရာမိဘတွေမှာမရှိရှာပေရှိပြန်တော့ညာကကြွေးတာဦးကလေးဘဝမှာစားအရွယ်ရောက်ယနေ့တိုင်းနာအမေကျေးဇူးတွေဆက်ခွင့်ပေးစမ်းပါငါတို့တွေတကယ်ချင်းအားလုံးကမိဘတွေရဲ့ဖွယ်ပြီးဂျိုရောက်လာတာဆိုတော့ငါတို့တွေတကယ်ချင်းအားလုံးကညီကိုတွေပဲโอเค ဟုတ်တယ်အားတွေအားလုံးကချစ်ညီကိုတွေပဲအားတွေရတဲ့ချိန်မှာပညာရေးသင်ကျောင်းနေပြီးသွားလို့ရှိရင်ငါတို့မိဘတွေရဲ့အလုပ်တွေငါတို့ကတာဝန်ယူရအောင်ပါအဲ့တို့ကြောင့်ငါတို့တွေအားလုံးကလုံးဝချစ်ညီကိုတွေဖြစ်တယ်ဟုတ်တယ်အဲ့တို့ကြောင့်ငါတို့စုံလုံးမှာပျော်ပျော်လေးနေလိုက်ကြရအောင်ဟုတ်တယ်ကွာငါအကြောင်းပြီးရင်တော့ငါမိဘဆက်ဆက်ပြန်ပြီးဦးစီးရတော့ ဩကိုကျော်ကြီးသူတရားလည်းကြားရတယ်ပဲကျွန်တော်လည်းဦးစီးရတော့မယ်အခုဆိုရင်ကျောင်းအောင်မပြီးသေးဘူးအင်းကအမေကဖုန်းဆက်ပြီးသူ့ရဲ့စိတ်ရောဦးစီးပြီးပါလို့လာပြီးပြောနေပြီသိလား ရအားလုံးကလူတွေပဲကျောင်းပြီးသွားလို့ရှိရင်မိဘရဲ့လုပ်ငန်းတွေအကုန်တာဝန်ယူရမယ့်သူတွေကြီးပဲနော် ဟုတ်ပါပြီ ရတယ်မင်းအောင်ဟိုလေးရတယ်အားလုံးမိသားစုကြောင့်မိတ်ဆက်ကြမယ်ဟုတ် အေးဟုတ်တယ်အားကြောင့်ကြီးပြောမယ်အဲ့အမေနမေကတော့တဝဲအမေနမေဦးနေတယ်အခုဆိုရင်ဂျမဲတင်မှာရွှေစံဖွင့်ထားတယ်ကွာအဲ့မှာရီလေးတယောက်ရှိတယ်ဆက်ပြီး မင်းတော့မိတ်ဆက်ကြငါလည်းမိတ်ဆက်အောင်ငါရဲ့အဖေနဲ့မေကဦးစီးဆိုင်ကြီးငါရဲ့အမေနဲ့မေကတော့မိထုတ်ခေါ်အေး
အဲ့အမေနဲ့ဖေးရကြတော့ကွာပသိမ်မှာနေရပေါ့ကွာပြောမယ်ဆိုလို့ရှိရင်အဖေကတော့ပသိမ်မှာကိုကြီးဖွင့်လာတယ်အဖေကတော့ကိုရီနဲ့ကြီးဖွင့်လာတယ်ကွာဒါမှရမ်းချစ်ရမလေးတယောက်ရှိစောက်တာငါတော့ကွာကျော်ရီတိုင်းသားလေးပေါ့ကျော်ရီတိုင်းမှာခြေချလိုက်ပြီဆိုရင်အကျိုးတိုးလိုက်အကုန်လုံးငါလက်ခွဲဒီလိုဟုတ်အဲ့ဒါမြေမိမရောက်တော့ပြီလေရောက်မိုးလေချုံနေကွာဆိုင်လေးကြက်အောင်ဒါကြောင့်စုခံနေရပါဘူးကွာနောက်နေ့မှဆက်ပြောကြမယ်ဟေးအဲ့ဆိုရင်နောက်မှကြငါတို့ပူပါနေတယ်ပြည့်စုံမယ်လို့ကြားโอเคကောင်းတယ်အဲ့ဒါတော့ကောင်းတယ်အားလည်းပသိမရှိတဲ့ငါမိဘတွေကိုဘုန်းနဲ့ဆက်လာတယ်ခေါ်တယ်โอเคစပီးဒီလောက်ပါမေးဟဲ့ဒါလေးမရှိလားလေဟုတ်လား ဟုတ်တယ်မေဒါကြောင်းပါလေတငယ်ချင်းနေမိဘပြေဆုံးမှရှိတယ်အဲ့ဒါအခုစားကောင်းကောင်းလေးဝင်လာရအောင် အော်ဝယ်ပြီးပါဘောတသားရဲ့ဘယ်လိုဝယ်ဆိုင်ပြီးပါပဲ တောက်အရင်ဝယ်ပြီးနေကြဝက်စားရင်လည်းမရဘူးနော်တန်မိုးကြီးအထက်တန်းကြတဲ့ဝက်စားကောင်းကောင်းနေမှရမှာ ဟောဘာလို့ပဲတန်မိုးကြီးအထက်ကြမရအောင်ဒီမှာဘောမိသားလေးလို့နော်တကနော်သားတငယ်ချင်းတွေဝတ်တဲ့အဝတ်စားနဲ့တန်းတူကိုကစီရနော်မိသားကဲပါမျက်နှာလေးနည်းနည်းပြုံးမအောင် မေကယ်ပြောရနော် ဒီတော့ဘောကြီးလေးရဲ့ ငါသားလေးရဲ့မိဘတွေ့ဆုံပွဲကိုငါအိုးစားတက်တက်ရဲလေးနဲ့တက်မှာအဲ့တော့ငါသားလေးမျက်နှာမငဲရမှာ စိတ်ကူးနဲ့ပျော်နေရှာတဲ့ပလုံတယ်မကြီးခမညာသူ့သားရဲ့အတွေးလေးကိုမတိခဲ့ရှာဘူး မေတားပုံတော့ကြည့်ပါဘလို့နေလဲကြည့်လို့ကောင်းပါ ဒီကောင်းမကောင်းမိသားလေးချောလိုက်တာချလိုက်တာသားလေးရဲ့ဒီလိုမျိုးလေလာလား အမေပဲကောင်းမို့ တသားလို့စုံကြီးကမှတတ်တငယ်ချင်းမမေတို့နဲ့မင်းအလားကားလာပါလေလိုက်ပြောမှလေအားကြောင့်လက်စော်ရထိုက်ပြင်ဆင်ထားတာဘယ်လိုမင်းလိုက်ဟုတ်လား မဟုတ်တာအမေကအမေတို့ဒါဘယ်လိုသွားရေးမိတ်ဆက်ပြရမှာပါလေကျွန်တော်ပလုံကောက်တဲ့မေချမ်းတာရဲ့သားလို့ပြောပြီးမိတ်ဆက်ပြရမှာလားခမရဗျာနည်းနည်းပါးပါးလေးစဉ်းစားကြည့်ပါဦးခမရရဲ့ပုံစံနဲ့မဟုတ်သေးပါဘူးဗျာလေခဲ့လိုက်တော့သွားတော့ တာချစ်တဲ့မေမေစီစင်ငယ်ကျွင်းမဲ့ချစ်ချင်းလေးဒီပါမီကိုတာယာပါစေမေမေနေကောင်းလားမေ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 လုံသားရဲ့ကြပြစွန်တီမေပိစတဲ့မြတ်တာ It me so than to me ni kaung la me Darling I in my kansa baby shining in your way Losing in me me away got me ကျွန်တော်ပလုံကောက်တဲ့မေချမ်းတာရဲ့သားလို့ပြောပြီးမိတ်ဆက်ပြရခမရဗျာနည်းနည်းပါးပါးလေးစဉ်းစားကြည့်ပါဦးမေတားကူရောက်နေဟောတာတော့
ထေးသားတွေကြီးပဲဗျပြီးတော့သူတို့မိဘတွေရတယ်တတရရဲ့ချမ်းသာတဲ့လူတွေကြီးပဲတားရတော့လမ်းဘေးမှာပလော့ကောက်ထားတယ်ပလော့နဲ့ပိုက်ထားတယ်啊，哎呀，你看这个，这个，小姐妹，这多美啊！哎呀，你说不是。မိသားလေးမှမာတယ်အမေတမလာပါဘူးလေတမလာဒါလေခဏတည်းလေးတို့ရေလို့တော့တဘာသာလို့ကြောင်းပြန်ပြီးနေတယ်အမေကိုစော်လာပြီးတာမှားတာပါတော့ခုလိုပါတော့